cherry ပါဒီနေ့မှာတော့ cherry ကပေါ့နော်cherry ပျောက်သွားတယ်ကြာနေပြီပေါ့နော်အခု2ပတ်လောက်တော့ရှိပါတယ်အခုပြန်ပြီးပေါ်လာပါပြီအခု cherry ပေါ့နော်ဘေးနေရာကိုတော့ပြမှာလဲဆိုတော့အသေးပုံအိမ်နဲ့ Christmas အိမ်ကိုတော့ပြမှာဖြစ်ပါတယ်ပထမဦးဆုံး Christmas အိမ်ကိုအရင်တော့ပြမယ်ပေါ့နော် Christmas အိမ်ကိုတော့ဖို့အတွက်ကဒီပေါ့နော် cat cafe ပေါ့နော် cat cafe ဆိုတာရှိပါတယ်အဲ့ဒီအဲ့နေရာဒီနေရာလေးပေါ့နော်အဲ့ဒီနေရာလေးကို jack တယ်ပြလိုက်တဲ့အချိန်မှာဒီကပေါ့နော်ဒီမှာလမ်းမြင်နေရတဲ့ Christmas အိမ်ကလေးပဲဖြစ်ပါတယ်ဒါလေးကကျတော့ Christmas အိမ်လေးပါနော်ဒီ Christmas အိမ်ကလူတီChristmas အိမ်ကအချို့သူတွေကသိကြတယ်လို့ချို့သူတွေကမသိကြပါဘူးရှစ်ဒီဟာကျတော့ ID မပါပါဘူးနော်ဒီမှာဆိုရင် Christmas အိမ်အပေါ်ထပ်တက်လို့လည်းရပါတယ်ဟိုဘက်ကတက်လို့ရတယ်ပေါ့နော်ဒီဘက်ကနေလည်းတက်လို့ရပါတယ် Christmas အိမ်ကပေါ့နော်ဒီအပေါ်လေးကိုလိုက်ပြပါမယ်ဒါဆိုအော်ဒီလိုမျိုးဝတ်တဲ့နောက်ရေပေါ့နော်ဒီအပြင်မှာဆိုရင်ရှုကင်းလေးပေါ့နော်ဒီအပေါ်ကတော့အရန်လာတယ်ပိုလေးပေါ့နော်အနောက်ကကျတော့ဒီလိုမျိုးဒီဇိုင်းပေါ့နော်အော်မဟုတ်ဘူးဒီအနောက်ကတက်တဲ့ဟာမဟုတ်ဘူးသူကအမိုးပုံစံလေးဖြစ်နေလို့ပေါ့နော်ဒီဟာလေးကကျတော့အပေါ်တက်လို့ရတဲ့တာဝါကြီးပေါ့နော်တာဝါအမြင့်ကဲနောက်ထပ်တစ်ခုကကျတော့ပြီးသွားမလို့ဆိုတော့အဲ့ကပေါ့နော်တို့ပြီးသွားမှလဲဆိုတော့အသေးဘုံအိမ်လေးတော့မယ်ပေါ့နော်အသေးဘုံအိမ်လေးကကျတော့လေအိုင်ကြီးမလိုပါဘူးเนาะအဲ့ဆိုရှင်ပဲတော့လိုက်ရအောင်ကားနဲ့ပဲတော့လိုက်တော့မယ်ပေါ့နော်ကားကဘာဖြစ်ဖြစ်ညာဖြစ်ဖြစ်တော့လိုက်တော့မယ်ဒီအခုပြထားတဲ့အတိုင်းပဲတက်လေးပဲတော့တက်တော့ဖြစ်တယ်စီးရတော့လိုက်မလာလိုက်တော့ပေါ့နော်ဒီဘက်ကနေပဲတော့လိုက်တော့မယ်ရင်အောင်လို့ပါတော့တိတ်တော့မှသူပြကောင်းကားကြောအရာမောင်းတက်တာဆိုတော့ပတ်တိုက်ပါပေါ့နော်ဒီကားကိုဒီမှာပဲထားခဲ့လိုက်တော့ပဲပေါ့နော်အလွယ်နည်းနဲ့သွားလိုက်တော့မယ်နော်ဒီကားဒီနေရာကိုသွားလိုက်လို့ရှိရင်ဟိုဘက်ကနေရာပြီပေါ့နော်ဆိုတစ်ချက်ပြမယ်ဒီတော့ဒီလမ်းလေးရှိရပေါ့နော်အဲ့လမ်းလေးကဒီနားလေးကိုကားနဲ့လည်းသွားလို့ရပါတော့ကားနဲ့သွားလို့ရှိရင်နော်ဒီနားလေးကပိတ်သွားမှာပေါ့နော်ပိတ်သွားတဲ့အချိန် jack နဲ့ပြန်ရမှာပေါ့နော် jack နဲ့ပြန်ပြီးတော့ဒီဘက်ကိုသွားပြီးတော့ပေါ်တက်ကြည့်ပေါ့နော်အပေါ်တက်တဲ့အချိန်မှာဟိုမှာရေကန်လေးလမ်းမြင်နေရမယ်ဒါအသေးပုံအရေကန်အသေးပုံအရာဟိုဘက်မှာပါဟိုဘက်မှာပေါ့နော်ခေါင်းလေးထွက်နေတာအသေးပုံအလေးပဲဖြစ်ပါတယ်ဒီမှာကျတော့အသေးပုံရေကန်ပါပဲဖြစ်ပါတယ်ဒီမှာပေါ့နော်အသေးပုံရေကန်လေးတွေပါကဲဒါဆိုရှင်ရှော့သွားမယ်ပေါ့နော်အသေးပုံလေးလို့ကြပါပြန်ပေါ်တက်လာအောင်ပေါ်တက်မီးဘာဖြစ်သွားလဲငါတက်သွားတယ်ရောလောက်ကြပါချိန်လက်သွားတယ်โอเคအားဆိုလို့ရှိရင်တော့ဒီအောက်ပြန်ပြီးတော့ဒီကိုပဲသွားရမယ်ပေါ့နော်လက်သွားလို့ပါရှာပါလက်နေဟေးလက်နေငယ်လို့ကြပါထွက်လို့မရတော့ချဲလက်သွားလို့ပေါ့နော်ဒါဆိုလို့ရှိရင်ကဲဟိုးပြသွားလိုက်ပြီးတော့ဟိုပြသွားလိုက်တော့ချဲလက်နေလို့ဘယ်လိုလက်သွားလဲမသိဒီဘက်ကနေပဲသွားလိုက်တော့မယ်ပေါ့ဆွမ်းနာတကယ်ဒါကတော့ farmer fan ပေါ့နော် fan ရတော့လိုင်းတီးလောက်ပါတယ်ဆွမ်းနာဘာမှမသိလက်သွားတဲဘုံအိမ်ကိုပဲတက်တော့လိုက်ပဲပေါ့နော်တဲဘုံကြီးကတော့တွေးသွားဆိုတဲဘုံအိမ်ကကျတော့အုံပါပါရဲ့လူနာလေးမွေးလူနာတရားလာလေးပဲဒီလားဒါဆိုလို့ရှိရင်တဲဘုံရောက်ပါပြီကဲတဲဘုံအရာဘယ်လိုဝင်ရလဲဆိုတော့ဒီနားလေးမှာပေါ့နော်ရလိုက်မယ်ရှင်နေတာဟိုဟာဝယ်လို့10သိန်းလောက်နဲ့ပြောထားတယ်နော်ပေါ်တက်လိုက်ပါမယ်အဲ့ဘက်အရင်ရောက်လာပြီဒီပေါ်မှာဆိုရင်တော့တဲဘုံအရင်ပဲဖြစ်ပါတယ်ဒါဆိုရင်ထိုင်ကုန်လေးပေါ့နော်တဲဘုံထိုင်ကုန်လေးပဲဖြစ်ပါတယ်အပေါ်တက်ပြပါမယ်ဒီမှာကဆိုဟိုမှာရှိအသေးဟွာရေကြနမပြုတ်ကြ
တော့မထင်နဲ့ဒါကျတော့ဒီနေရာပဲအဲ့ကဟိုနေရာပဲပေါ့နော်ဒီဘက်ကတက်လို့ရှိရင်အဝတ်လဲလို့ရရဲ့အဲ့ရပါတယ်အသေးပုံလေးနည်းပဲလောက်ထားအိုးဒါတက်တက်ဟိုဘက်တက်တာမှာတော့မတူးနော်ဒီမှာပါဒါကြောင့်အဲ့ရလေးပါတယ်ဟိုဘက်မှာအဝတ်လဲလို့ရတယ်ပေါ့နော်အဝတ်လဲနေရာဘယ်ရောက်လဲမသိဘူးဟိုဘက်မှာနော်အဝတ်လဲနေရာဟိုဘက်မှာပါအားရအဆုံးကြည့်ပြရကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ပြီးရင် like subscribe လေးလည်းလုပ်ပေးကြပါအောင်နော်ပြီးကိုတွားချင်တဲ့နေရာလေးကိုလည်းပြောခိုင်းလို့ရပါတယ် comment မှာရေးလို့ရပါတယ် bye bye